မင်္ဂလာပါရှင်အခုကြည့်နေတဲ့လူအားလုံးကိုကျွန်မကဒီနေ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဆိုရင်ကျွန်မကိုအခုမှတွေ့ပွေးနေလူတွေရှင်းရှိလိမ့်မယ်အမေလွန်ခဲ့တဲ့3ရက်ကကျွန်မကိုတွေ့ပွေးတဲ့လူတွေရှင်းရှိလိမ့်မယ်ကျွန်မပြောင်းလဲမယ်လို့ပြောတာ3ရက်မြောက်နေ့ဖြစ်နေရှင်တို့ကပြောင်းလဲမယ်ဆိုတာသိကြနေပြီလားရှင်တို့ဘဝတွေကိုပြောင်းလဲမယ်ဆိုတာသိကြနေပြီလားကျွန်မတော့သိကြတယ်ကျွန်မနောက်6လနေကြာရင်ကျွန်မပြောင်းလဲမယ်ဆိုတာသိကြနေပြီဘယ်လိုပြောင်းလဲမှာလဲနင်ဘယ်လိုပြောင်းလဲချင်တာလဲဘယ်လိုပုံစံမျိုးကိုပြောင်းလဲရမှာလဲရှင်တို့မေးမယ်ဒါပေမဲ့ဟုတ်တယ်ကျွန်မပြောင်းလဲချင်အခုလက်ရှိနေနေတဲ့သူများနဲ့အတူတူနေနေတဲ့အခန်းလက်ရှိလုပ်နေတဲ့သူများရဲ့အလုပ်ဟုတ်ကျွန်မတယောက်တည်းနေနိုင်အောင်ကျွန်မကြိုးစားမယ်အခုလုပ်နေတဲ့အလုပ်ဒီကျွန်မကိုယ်ပိုင်အလုပ်ဖြစ်အောင်လို့ကျွန်မကြိုးစားမယ်နော်အဲ့ဒါဆိုရင်နေ့မှာဘာကြီးမိုက်ဆက်တွေရှိလို့လဲနေ့ကိုယ်ပိုင်လုပ်လို့မရအခုဘာလေးစတင်နေပြီကျွန်မဘာမှမစတင်ရသေးပါဘူးရှင်ရှင်တို့အဲ့လိုမျိုးပြောမှဆိုရင်ကျွန်မမဖြည့်စရာစကားလုံးမရှိပါဘူးကျွန်မရဲ့ခံယူချက်တစ်ခုပဲရှိသေးပါတယ်အခုအဲ့ဆိုရင်ပြောင်းလဲမယ်ဆိုပါကျွန်မဟိုတနေ့ကပြောတယ်ဒီချင်ကနည်းနည်းစီပုံမှန်လုပ်တယ်ကျွန်မရဲ့ခန္ဓာကိုယ်ကခုဝါနေတယ်ဝါနေတဲ့ဖြစ်တဲ့အတွက်လေ့ကျင့်ခန်းပုံမှန်လုပ်တယ်ဝိတ်ချတယ်အခုကျမဒီပညာမတက်တဲ့အတွက်သူများကလို့အများကြီးတွေးမခေါ်တတ်ဘူးအများကြီးမတွေးခေါ်တတ်ဘူးဒါပေမဲ့ကျမတွေးခေါ်နေလောက်ကိုကျမဖတ်တဲ့ဒီတလောက်ကိုကျမစားရေးပါဖတ်တယ်ဒီတလောက်ကိုကျမလုပ်တယ်ကျွန်တော်ကဘာလုပ်ပြီးပြီလဲဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေပညာတက်နေတဲ့လူတွေရှိရင်ရှိလိမ့်မယ်ပညာမတက်တဲ့လူတွေရှိရင်ရှိလိမ့်မယ်ကျမတို့ကျမဒီသူများနိုင်ငံမှာလာပြီးတော့အလုပ်လုပ်တာဒါပေမဲ့သိကြတယ်ကျမသူများကလည်းမတူဘူးဘာကြောင့်မတူတာလဲသူများကလည်းဒီမိုးလေးရရင်မိုးချုပ်အလုပ်သွားမယ်ကျမလည်းသွားပါတယ်အလုပ်သွားတယ်ဒါပေမဲ့အတွေးနဲ့ခံစားချက်ကမတူဘူးရှင်ရှင်တို့နဲ့အတွေးခံစားချက်ချင်းနဲ့တူချင်မှတူလိမ့်မယ်ဘာဖြစ်လဲဆိုကျမဒီချမ်းသာခြင်းချမ်းသာဖို့နည်းလမ်းကိုပဲအမြဲတမ်းလိုက်ရှာနေတယ်ကုန်ပြောမှရှင်ဒီ YouTube မှာကြည့်ရဗီဒီယိုဟာစကျမဘယ်လိုချမ်းသာရမလဲဘယ်လောက်နေဘယ်လိုချမ်းသာရမလဲဆိုတာပဲကျမကြည့်တယ်ကျမရဲ့မကောင်းတဲ့ mindset တွေကိုကျမမကြည့်ဟုတ်ကုန်ပြောမှရှင်တချင်းနားထောင်နေတာစရှင်တို့ဘာတချင်းနားထောင်လဲအသေးကွဲတချင်းနေနားထောင်နေတာကျမအသေးကွဲတချင်းနေနားမထောင်ဘာဖြစ်လဲဆိုကျမအသေးမကွဲဘူးကျမအသေးကွဲအသေးလည်းမကွဲချင်ဟုတ်တယ်ဘာဖြစ်လဲကျမဘာတချင်းနေနားထောင်လဲပြောပြရင်ရှင်တို့အတွက်ကရီချင်းရီနေလိုက်ကျမအောင်ပါလေးတချင်းနားထောင်တယ်အတိတ်နမိတ်ဆောင်တဲ့တချင်းနေနားထောင်တသေးဝါတာတချင်းနေနားထောင်တယ်ယူသွတ်တာနော်ပြောပြတာယူသွတ်တာရှင်တို့အဲ့လိုယူသွတ်ပြီလားကျမကတော့ယူသွတ်တယ်ခါခုစက်ယုံကအကိုကြီးတယောက်နဲ့ဟိုဘယ်လိုပြောမလဲဘလူးတူချိတ်တာပေါ့ဘလူးတူချိတ်တာနဲ့တဲ့နားထောင်တဲ့ခါမှာဘလူးတူချိတ်တယ်ကျမဖုန်းနဲ့သူ့ဘလူးတူနဲ့လာချိတ်တယ်ကျမလည်းမသိဘူးကျမတသေးဝါတာတချင်းကိုနားထောင်လိုက်တယ်နင်ဘာတချင်းနားထောင်နေလဲနင်ရတဲ့အဲ့လိုမျိုးကြီးတဲ့ကိုကြီးတို့နားထောင်တယ်မနားထောင်တော့မသိဘူးဒီတချင်းနေနားထောင်တယ်ဆိုတော့သမီးရဲ့ခံစားချက်တွေကအထီးပြရမယ်ဆိုတဲ့ခံစားချက်တွေဖြစ်နေတယ်နင်ကလည်းတော်တော်ပေါ်တာပဲတဲ့အဲ့လိုမျိုးပြောတယ်ဟုတ်တယ်ကျမပေါ်တယ်ဘယ်လိုဆိုကျမရဲ့ခံစားချက်ကျမရဲ့ခံယူချက်ကိုကျမတထီးဖြစ်နေတယ်လေဟုတ်လားတထီးဖြစ်နေတယ်လေအဲ့အတွက်ဒီဟာတွေပဲကျမနားထောင်နေမှာပေါ့ကျမဖြစ်ချင်တဲ့ဟာတွေပဲကျမနားထောင်မှာပေါ့ကျမအဲ့ဒါတွေပဲနားထောင်မယ်လေဘာလို့မှလဲအသက်ကွက်တစ်ချင်းနေနားထောင်ပြီးနေလွမ်းဆွေ့မလွမ်းချင်ဘူးလေတကယ်အထရီးခံစားချက်တွေကအဲ့လိုမျိုးတွေခံစားနေတယ်ကွာဟိုပြောမစရင်ဓာရီနားထောင်နေတယ်အသက်ကွက်တစ်ချင်းနေနားထောင်မှများနိုင်ဘယ်သူမှနှလုံးသားရေးကကံမကောင်းကြအခုကြည့်နေတဲ့လူတွေအသက်ကွက်တစ်ချင်းကြိုက်တဲ့လူတွေရှိလားရှိရဆိုရင်အခု10ပုတ်လောက်နားထောင်တဲ့နေရာမှာ
4-5ပိုးလောက်ပဲနားထောင်ပါအမြဲတမ်းနားထောင်ပါများအဲ့တချင်းထဲမှာရှင်တို့ရဲ့အတွေးတွေခံစားချက်တွေကစီးမျောလာတဲ့အခါကျရင်ရှင်တို့ရဲ့အဲ့အတွေးတွေအဲ့ခံစားချက်တွေတိုင်းနဲ့ရှင်တို့ရဲ့ဖြစ်သွားမှာပဲအခုအလုပ်ကလေးတစ်ခုကိုအလုပ်သွားလို့ပြီးသားအဲ့အောင်မှာကောင်မလေးတောက်နဲ့ဒီမနဲ့ဘီချင်းချင်းတူလုပ်တယ်လုပ်တယ်ဆိုတော့တစ်ခုခုဆိုရင်ငါရဲ့သမီးကဆိုးလိုက်တာစိတ်ညစ်တယ်အဲ့လိုမျိုးတို့ပြောတယ်ဟုတ်မပြောတစ်ခုခုဖြစ်သွားရင်လက်ကလေးထိသွားတယ်ဆိုရင်တော့မလေးငါကန်ကောင်းလိုက်တာစိတ်ချမ်းသာတယ်ဆိုရင်အဲ့လိုမျိုးတွေးအဲ့လိုမျိုးပြောတယ်ရှင်တို့တော့ဘယ်လိုပြောတယ်ဆိုတာကျွန်မမသိပြောကြည့်ပါအဲ့လိုမျိုးခံစားကြည့်ပါကိုအတွေးတွေကိုပြောင်းလဲကြည့်ပါလို့ကျွန်မပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့ခုမကောင်းတာတွေပဲစက်တိုက်တွေးနေတယ်မကောင်းတာတွေပဲခံစားနေမှဆိုရင်ရှင်တို့ဘဝတွေကောင်းလာမှာမဟုတ်ဘူးရှင်တို့ဘဝတွေပြောင်းလဲလာမှာမဟုတ်ကျွန်မယုံကြည်တယ်ရှင်တို့အတွေးတွေကိုအရင်ဆုံးပြောင်းလဲကြည့်ပါလို့ကျွန်မမြတ်တာရက်ခံချင်ပါတယ်ဆိုတော့ကျွန်မလိုပဲရှင်တို့ကိုပြောင်းလဲစေချင်လို့ပါဒါပေမဲ့နေအဲ့လိုမျိုးကြီးကြီးကျယ်စကားတွေပြောနေအောင်မြစ်ဘဝဘာတွေပြောင်းလဲနေဆိုတော့ကျွန်မမပြောင်းလဲသေးပါဘူးကျွန်မရဲ့ခံစားချက်တွေကိုအရင်ဆုံးစပြီးတော့ပြောင်းလဲနေပြီလို့ကျွန်မချင်းတို့ကိုပြောချင်ပါတယ်သိကြတဲ့တခုကျွန်မပြောင်းလဲမယ်ဆိုတာယုံကြည်နေလို့မို့ကျွန်တော်ကိုလည်းပြောင်းလဲစေချင်ပါတယ်ခုဒီလိုပြောတယ်ဆိုတာကကျွန်မလည်းပြောင်းလဲခြင်းနဲ့ရှင်တို့နဲ့အတူတူပြောင်းလဲစေခြင်းလို့ပါခုပတ်စံရှိတဲ့လူတွေလှူတယ်ဟိုတနေ့ကဆိုရင်ကွာဘလောကဆိုရင်ဇွတ်ထက်လှူတယ်အခုဇွတ်ထက်ကိုလှူတဲ့လူတွေတော်တော်များများကောင်းတဲ့လူတော်တော်များများကောင်းတဲ့လူတော်တော်များများပြောကြတယ်ကောင်းတယ်ဇွတ်ထက်ကလူနိုင်နေတာအားကြလိုက်တာသူတို့လိုပဲကျွန်မသိချင်ပါတယ်အုံလုံးတော်တော်များများပြောကြတယ်နော်ဟိုအားရကြကြီးသူတို့လှူတာတသိန်းမြောင်ထားတယ်အဲ့လိုမျိုးတွေရှိလားသိန်းတော့ငါတို့လည်းအဲ့လိုလှူနိုင်ရင်ကောင်းမှာပဲလေဆိုတဲ့စိတ်နဲ့လှူနိုင်အောင်လို့ကြိုးစားမယ်စိတ်ပဲရှင်အဓိကလှူနိုင်အောင်လို့ကြိုးစားမယ်ဆိုစိတ်ပဲဟုတ်လှူတာလေသူတို့ပတ်စံကကုံသွားတာမဟုတ်ဘူးနော်ထပ်ပြီးတော့တိုးသွားတာခုမသိတဲ့စိတ်မင်းကပြောလိုက်တယ်မသိတဲ့စိတ်ကိုနှိုးဆော်ပေးတာကကျမတို့အခုကျမတို့အခုလှုပ်နေတယ်ပဲလှုပ်နေတယ်အလှုပ်နေနေတာကိုဘယ်လိုပြောမလဲအဲ့ဒါသိတဲ့စိတ်အဲ့နေရင်တော့မသိတဲ့စိတ်ခုတွေးနေတဲ့အခုအတွေးတွေဆိုတာကခုချိန်မှာစိတ်ညစ်စရာတွေတွေးနေတယ်ဟုတ်လားစိတ်ညစ်စရာတွေတွေးနေပြီဆိုရင်အဲ့စိတ်ညစ်စရာတွေကမသိတဲ့စိတ်ခုဖြစ်နေတဲ့အရာတွေကမသိတဲ့စိတ်ကနှိုးဆော်ပေးနေတာရှင်တို့ဖြစ်နေတဲ့အရာတွေမသိတဲ့စိတ်ကနှိုးဆော်ပေးနေတာအဲ့မလို့အခုရှင်တို့နောက်6လကြာရင်နောက်1နှစ်ကြာရင်နောက်3နှစ်ကြာရင်ဘာဖြစ်မလဲဆိုတာကျွန်တော်ရှာရေးလိုက်ပါဒီမှာတက်ကျွန်မရဲ့နောက်6လ3နှစ်ကြာရင်ကျွန်မဘာဖြစ်ကြမလဲဆိုလို့ခံစားချက်ဒီမှာရှင်တို့ဒီနေရာမှာဖတ်ပြနောက်3နှစ်ကြာရင်ချမ်းသာကြွယ်ဝတဲ့တတိမာကြီးတယောက်ကျွန်မဖြစ်ရမယ်3နှစ်ကြာရင်တော့ဖြစ်ရမယ်ကျမရဲ့တရက်တာဝင်ငွေဒါ3နှစ်မဟုတ်ဘူးနော်ဒါကတရက်တာဝင်ငွေထိုင်းပတ်မှု9000အထက်မှာကျမဝင်နိုင်ရမယ်ကျမတစ်နေ့ကို4000အထက်ကိုစွန့်နိုင်ရမယ်ကျမရဲ့တလတာဝင်ငွေထိုင်းပတ်မှုတသိန်းခန့်မှာရှိတသိန်းခွဲအထက်မှာရှိတယ်ဝင်နေသူ့ငွေကျမ3,200,000အထက်မှာစွန့်နိုင်ရမယ်မပညာနဲ့တွက်ထားတာနော်ကျမရဲ့တနေ့တာတလတာအခုငါရဲ့တစ်နှစ်တာဝင်ငွေထိုင်းပတ်မှု18သိန်းအထက်ကိုဝင်နိုင်ရမယ်16သိန်းအထက်စွန့်နိုင်ရမယ်3နှစ်တာဝင်ငွေ156သိန်းအထက်ဝင်မယ်သူ့ငွေ150ထက်စွန့်နိုင်ရမယ်ကျမရဲ့3နှစ်တာအဲ့ရငွေတွေကိုထက်ဆင့်ပွားအောင်ကျမစံစား
တကယ်ရနေပြီလေကျမခံစားရနေလူတွေဘယ်လိုလဲ